ဒီမှာရှိကြတဲ့မိသားစုတွေနဲ့အတူတကွပေါ့လေဖခင်ရဲ့ရှေ့မှာကျွန်တော်ပြုတ်ဖို့ကိုးကွယ်ရတဲ့အခွင့်ကဒါဖခင်သခင်ပြင်ဆင်ပေးတဲ့အခွင့်ဖြစ်ပါတယ်ကျွန်တော်တို့အခုလိုခက်ခဲအမျိုးမျိုးကိုကျွန်တော်ရင်ဆိုင်နေရတဲ့အချိန်မှာကျွန်တော်တို့ကတော့ဒီနေရာလေးမှာပဲစိတ်ငြိမ်စွာထိုင်ပြီးမှဖခင်ကိုချီးမွမ်းဝတ်ပြုကိုးကွယ်ရတဲ့အခွင့်ကကျွန်တော်တို့ကိုဖခင်သခင်ပေးထားတဲ့အထူးအခွင့်အရေးဖြစ်တယ်လို့ကျွန်တော်ခံယူမိပါတယ်ဒါမှမဟုတ်ဒီကနေ့ကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်ပြင်ဆင်တဲ့အခါမှာလဲနှုတ်ကပတ်တော်ခေါင်းစဉ်ကဘာလဲဆိုရင်ဖခင်ကိုချစ်တော်နှလုံးသားဟူသည်ပေါ့ဖခင်ကိုချစ်တော်နှလုံးသားဟူသည်လူတိုင်းကိုမေးလို့ရှင်တော့ဖခင်ကိုချစ်သလားလို့မေးလူတိုင်းကချစ်ပါတယ်လို့ပဲပြန်ဖြေကြတယ်ဘယ်သူပဲမေးကလေးတွေကိုမေးလို့ရှင်လဲကလေးတွေကဖခင်ကိုချစ်လားလို့မေးချစ်တယ်လို့ဖြစ်တယ်လူကြီးတွေကိုမေးကြည့်တဲ့အခါကျလို့ရှင်လဲလူကြီးတွေကချစ်တယ်လို့ပဲပြန်ဖြေကြမှာဒါကအများစုဖြစ်တယ်ခရစ်ယာန်ဖြစ်ပြီးတော့မှဖခင်ကိုမချစ်ဘူးလို့ပြောနေသူကတော့အဲ့ဒါခရစ်ယာန်ဖြစ်တော့မှာမဟုတ်ဘူးပေါ့ခရစ်ယာန်ဖြစ်ပြီဆိုလို့ရှင်တော့ခရစ်ယာန်တယောက်အနေနဲ့ကတော့ဖခင်သခင်ကိုချစ်တယ်အဲ့တော့မင်းုံကိုထပ်ပုံမှာနည်းနည်းရှေ့တိုးလိုက်တဲ့ခါမှာဖခင်ကိုဘာကြောင့်ချစ်တယ်လဲလို့မေးလို့ရှင်ကျုပ်လူတွေကတော့စီကာပတ်ကုန်းဖြေတတ်ကြတယ်ဖခင်သခင်ကငါတို့ရဲ့အပြစ်တွေကိုလှုပ်လို့ဖခင်ကကျွန်တော်တို့ကိုကောင်းကြီးပေးလို့ပြောစရာတွေအများကြီးရှိဖခင်ကိုဘာကြောင့်ချစ်တယ်လဲလို့မေးပြောစရာတွေအများကြီးရှိတယ်ကျွန်တော်ဘုရားမှာတက်သေးခံချက်တွေနဲ့ပြောမယ်ဆိုလို့ရှင်လေပြောစရာတွေအများကြီးရှိတယ်နောက်တဲ့မိကွန်းတစ်ခုထပ်လာတဲ့ခါမှာတော့ဖခင်ကိုဘယ်လိုချစ်တယ်လဲခုနတခုကတော့ဖခင်ကိုချစ်သလားချစ်တယ်ဘာကြောင့်ချစ်တယ်လဲလို့မေးကျွန်တော်ကောင်းကြီးတွေခံစားရလို့ကျွန်တော်ဘက်ကပြောချင်တာရယူရလို့ကျွန်တော်ဖခင်ကိုချစ်ကြတယ်ဒါဘယ်လိုချစ်တယ်လဲလို့မေးလို့ရှင်တော့အဲ့ဒီနေရာမှာတော့လူကတော့နေသွားတယ်ဖခင်ကိုဘယ်လိုချစ်တယ်လဲချို့တော့ပြောမှာစိတ်လုံးအကျွမ်းမဲ့ချစ်တယ်တကယ်အကျွမ်းမဲ့ချစ်ရဲ့လားဖခင်ကိုနောင်နာနဲ့ချစ်တယ်တကယ်စစ်မှန်တဲ့နောင်တာဟုတ်ရဲ့ဒီနေ့ဖခင်ကိုချစ်တဲ့နှလုံးသားလို့ပြောတဲ့အခါမှာအဲ့ဒီခေါင်းစဉ်ကိုပြောမယ်ဆိုလို့ရှိရင်ဖခင်ကိုချစ်တဲ့အကြောင်းပြောမယ်ဆိုကျွန်တော်ကဒီနေ့ခေါင်းစဉ်3ခုအပိုင်း3ခုကျွန်တော်ခွဲပြီးကျွန်တော်ယူလာပါတယ်ကျွန်တော်ပြောတဲ့အရာထက်အပြင်မှာလဲဖခင်ကိုချစ်တယ်ဆိုတဲ့အရာကိုတက်တည်ပြလို့ရတယ်အများကြီးရှိသေးတယ်ဒီ3ခုတည်းမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်ပထမဦးစွာစကားပလင်ခံချင်ပါတယ်ပထမဦးဆုံးချက်ကတော့ဘုရားသခင်ကိုချစ်တဲ့နှလုံးသားရှိတဲ့သူတွေကအခက်ခဲကြား၌ယုံကြည်ကိုးစားသောနှလုံးသားရှိတဲ့သူတွေဘုရားကိုချစ်ပါတယ်လို့ပြောရင်အဲ့လူတယောက်ရဲ့နှလုံးသားကအခက်ခဲရှိတဲ့အချိန်မှာတော့မှဘုရားကိုယုံကြည်အားကိုးတဲ့နှလုံးသားရှိတဲ့သူတွေဖြစ်တယ်ဒီနေ့တမန်ကျမ်းစာတွေကိုကြည့်မယ်ဆိုလို့ရှိရင်တမန်ကျမ်းစာတွေမှာအမတန်မှဒုက္ခရောက်တဲ့လူတွေလို့ပြောလို့ရှိရင်ကျွန်တော်ယောဘကိုကျွန်တော်မိထားလို့မရဘူးအခြားဒုက္ခခံခဲ့ရတဲ့လူတွေအများကြီးတမန်ကျမ်းစာတွေမှာရှိတော်냐လဲဒီနေ့ကျွန်တော်ယောဘအကြောင်းနဲ့ကျွန်တော်ခွန်အားပေးခြင်းတယ်ယောဘဆိုတဲ့သူကချမ်းသာတဲ့သူဖြစ်တယ်ဘုရားသခင်ရှေ့မှာစုံလင်တဲ့ဖြောင့်မတ်တဲ့သူဖြစ်တယ်သား9ယောက်နဲ့သမီး3ယောက်ရှိတယ်အမတန်မှပျော်ရွှင်ပွဲကောင်းတဲ့မိသားစုကိုသူပိုင်ဆိုင်ရတဲ့အခွင့်ကိုဘုရားသခင်ပေးသလိုသူ့မှာစီးစိမ်ဥစ္စာနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းတရိษံစီဆိုလဲ9000နဲ့6000နဲ့9000နဲ့အများကြီးပဲပြောချင်တော့အဲ့ဒီကာလမှာသူတို့ရဲ့ပိုင်ဆိုင်မှုကတကယ့်ကိုစီးစိမ်ချမ်းသာအပြည့်နဲ့နေရတယ်ဆိုတဲ့ယောဘသူကိုယ်တိုင်လည်းဘုရားရဲ့ရှေ့မှာတကယ့်ကိုဖြောင့်မတ်ပေါ်မှာဘုရားတုံသင်တဲ့အတိုင်းအသက်ရှင်တဲ့ယောဘကသူဖြောင့်မတ်ဆိုတာအသက်ရှင်တဲ့အခါမှာတနေ့ကျတော့တဲ့ဘုရားသခင်ရဲ့ကိုခေါ်တဲ့ညီလာခံကိုကောင်းကင်တမန်ဒီအားလုံးလာကြတဲ့အခါမှာအဲ့ဒီမှာဘသူကလာလဲဆိုလို့ရှိရင်စာတန်ကလည်းအဲ့ဒီကောင်းကင်တမန်ကိုအယောင်ဆောင်ပြီးလာတယ်လို့ပြောတယ်စာတန်ကလာတဲ့အခါမှာဘုရားကသူ့ကိုမေးတယ်စာတန်နဲ့မင်းလူပြည်မှာယောဘကိုမင်းသိလားမိခါမှာယောဘကိုသိတယ်ယောဘကလည်းပြောတာရှင်းလေးပဲသခင်ကလည်းသူ့ကိုကောင်းကြီးပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကသခင်ပေါ်မှာတစ္ဆာရှိနေတာသခင်ကသူ့ကိုကောင်းကြီးမပေးတော့ဘူးသူလည်းသခင်ပေါ်မှာတစ္ဆာရှိတော့မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးစာတန်ကပြောတယ်အဲ့ဒီအချိန်တွေမှာပဲဘုရားသခင်ကမင်းစုံစမ်းလို့ရတယ်သူ့အခွင့်ပေးတယ်သူ့ရဲ့အသက်ကလွဲလို့မင်းစုံစမ်းလို့ရတယ်စာတန်ကလူပြည်ရောက်တာနဲ့ချက်ချင်းပဲသူ့သားတွေတရားတဲ့အခွင့်သူ့ဥစ္စာပစ္စည်းတွေတခြားလူတွေလာဖို့ခိုးယူတိုက်ထုတ်ဖျက်ဆီးသွားတဲ့အခွင့်နောက်ဆုံးဘာမှမကြံလူပဲကြံတော့တယ်အဲ့လူပဲကြံတဲ့အခါမှာတော့မှဘာတွေနဲ့ထက်စုံစမ်းလဲဆိုပြီးမှကြီးစွာသောအနာစိမ်းတွေပေါက်စေတယ်များစွာပေါက်စေတယ်တခါနဲ့ခေါင်းကနေဟိုထိတ်ကနေစပေါ်မှာခြေပွားထိအနာစိမ်းတွေပေါက်တာယောဘမခံနိုင်ပါဘူးတဲ့အဲ့တံမခံနိုင်ဘူး
မခံနိုင်တဲ့ခါမှာအိုးချမ်းပဲကိုကင်ပြီးတော့မှမီးပုံရဲ့ပြာပုံနားမှာထိုင်ပြီးတော့မှငိုကြွေးပြီးတော့မှအဲ့အိုးချမ်းပဲနဲ့အသားတွေကိုကုတ်ရလောက်အောင်နားကျင်တယ်မခံစားနိုင်အဲ့ဒီချိန်မှာပိုဆိုးတာကသူ့ရဲ့ဘေးမှာသူ့အချစ်ဆုံးဇနီးကသူ့ကိုပြောတဲ့အရာဖြစ်တယ်ယောဘဝတ္ထုအခန်းကြီး2အငယ်6ကနေပုံမှာ7ကိုကြည့်တဲ့ခါမှာထိုအခါမယားကတင်သည်ဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းသေးသလောဖျားသခင်ကိုစွန့်ပယ်၍သေလို့ဟုဆို၏သူချစ်ရမှာဆိုရသူ့ရဲ့ဇနီးတွေကမင်းတလောက်ဒုက္ခရောက်နေတာကွာအဲ့ဖြောင့်မတ်ခြင်းတရားကိုမင်းဆွဲလန်းနေတုံးမဲလားမင်းကိုဒုက္ခပေးတဲ့ဖျားမင်းကိုအခုမကြည့်တော့ဘူးလေမင်းဖြောင့်မတ်ဆိုတာအသက်ရှင်အခုမင်းကိုဖျားမကြည့်တော့ဘူးအဲ့ဖျားကိုမင်းစွန့်ပယ်လိုက်တော့မင်းသေပလိုက်တော့အဲ့ဒီလိုကိုပြောတာအဲ့လိုမင်းဖျားကိုစွန့်ပစ်လိုက်တော့အတိတ်ပဲမရှိတော့ပါဘူးဆိုပြီးမှမိန်းမကဇနီးတွေကပြောတဲ့စကားဖြစ်ပါတယ်ဒါပေမဲ့ယောဘကဘယ်လိုပြန်ပြောလဲဆိုရှင်ယောဘကလည်းမိန်းမမိုက်ပြောတကဲ့သို့တင်သည်ပြောပြီအဘယ်သို့နည်းငါတို့သည်ဖျားသခင်လက်၌ဒုက္ခချမ်းသာကိုခံယူသည်ဖြစ်၍ဒုက္ခဆင်းရဲကိုမခံယူရသလောသူပြန်ပြောတာကတော့မိန်းမရဲ့မင်းကလည်းလူမိုက်တွေပြောတဲ့စကားကိုမင်းပြောတာပဲဖျားကငါတို့ကိုကောင်းချီးပေးတော့ငါတို့ဝမ်းမြောက်ဝမ်းသာနဲ့ခံယူပြီးတော့မှငါတို့ဒုက္ခဆင်းရဲရောက်တဲ့အခါမှာငါတို့ဒါကိုငါတို့မခံယူရဘူးလားမခံယူရဘူးလားအောက်လေးမှာတော့ဗာဆက်ရေးထားတာယောဘသည်တဲ့ဤအမှုများနှင့်တွေ့ကြုံတော့လဲနှုတ်ဖြစ်မျှမမားယွင်နှုတ်ဖြစ်မျှမမားယွင်ယောဘကသူ့အဲ့လောက်ကြီးဒုက္ခတွေရောက်ပေါ်သူ့မှာစီးစိမ်ဥစ္စာတွေမရှိတော့ဘူးသူကိုယ်တိုင်နဲ့အနာတွေပေါက်ပေါ်မှာရစရာမရှိတဲ့ဘဝရောက်နေတာတောင်မှသူနှုတ်နေတောင်မှဖျားကိုမပြစ်မှားပါဘူးနှုတ်နေတောင်မပြစ်မှားဘူးအဲ့တော့ခရိယန်တယောက်အတွက်ကျွန်တော်တို့အတွက်ဖျားသခင်ကိုကျွန်တော်ဘလို့ချစ်လဲလို့မေးလို့ရှိရင်ကျွန်တော်ဒုက္ခဆင်းရဲတွေခံနေရတဲ့ခါမှာကျွန်တော်ဘယ်လောက်ထိတစ္ဆာရှိသေးဆိုကိုယ့်ပြန်မေးရမှာဖြစ်တယ်ဒီမှာရှိကြတဲ့မိသားစုတွေအခုလိုအချိန်တွေမျိုးမှာအခက်အခဲတွေကိုယ်စီရှိကြအခက်အခဲမရှိဘူးလို့ပြောတဲ့သူကတော့ဒါကဟုတ်ပါမလားလို့စဉ်းစားစရာပေါ့လူတိုင်းမှာအခက်အခဲရှိတယ်မိသားစုတိုင်းမှာအခက်အခဲရှိအဲ့ဒီလိုအခက်အခဲတွေရှိရခြင်းကိုကဖျားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်အဲ့ဒီအခက်အခဲတွေကြားထဲမှာကျွန်တော်တို့ကိုဖျားသခင်ဘယ်လိုဖွင့်ပြမလဲဆိုတော့ကျွန်တော်နေ့စဉ်နဲ့မျှမျောနေပြီမှာကျွန်တော်အသက်ရှင်ကြမှာကျွန်တော်ကျမ်းမာရေးတွေအားနေကြပါတယ်အဲ့အားနေတဲ့ကြားတွေကနေမှဖျားသခင်ကျွန်တော်တို့ကိုပေးလာမယ့်အနာညင်းချင်းအမှုတော်မြတ်ကိုကျွန်တော်မြင်တွေ့ရဖို့နဲ့တပြိုင်တည်းအဲ့ဒီလိုမမြင်ရဘူးဆိုလို့ရှိရင်လေအဲ့ဒီနာယောဂါကြားတွေကဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်နှလုံးသားထဲမှာကြားဖို့မှာငြိမ်သက်ခြင်းအခွင့်ကိုဖျားသခင်ပြင်ဆင်ပေးမှာဖြစ်တယ်အဲ့ဒါကိုပြောတာဒုက္ခတွေဆင်းရဲတွေခံနေရတဲ့ခါမှာကျွန်တော်ဖျားကိုစွန့်ပစ်လိုက်တဲ့ခရိယန်တွေမဟုတ်ဘဲနဲ့အဲ့ဒီအခက်အခဲတွေရှိလာတိုင်းမှာကျွန်တော်ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့မှရှေ့ကိုတိုးလာတဲ့ယောဘတို့အသက်တာပဲတမန်ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင်အာဗြဟံရှိသေးတယ်အာဗြဟံကိုယုံကြည်ခြင်းရဲ့ဖခင်လို့ဖျားသခင်ကလူတွေကတင်စားတယ်ဖျားသခင်ကတော့သူ့ကိုဘယ်လိုပြောဆိုသူကတော့ဖြောင့်မတ်တဲ့သူဖြစ်တယ်လို့ပြောတယ်ဘာကြောင့်လဲဆိုတော့တဲ့အာဗြဟံရဲ့သားဣဇက်ကိုတောင်းတဲ့အခါမှာသားကိုပူဇော်ဖို့ပြင်ဆင်တယ်ဒါကြောင့်မလို့ရှင်ယာကုပ်ကဘာကိုထောက်ပြတယ်ဆိုတော့အာဗြဟံကတဲ့ယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်တယ်လို့တဲ့စကားလုံးပါတဲ့အဲ့ဒီမှာဘာပါလာလဲဆိုရင်သားကိုပူဇော်မယ်ဆိုတဲ့ action ပါတယ်သားကိုပူအဲ့ချိန်မှာ तू ကသားကိုမပူဇော်ဘဲနဲ့ဖယ်ထားပြီးတော့မှတခြားတစ်ယောက်ကိုသွားပူဇော်ဖို့ကြံစည်တာမဟုတ်တော့အာဗြဟံရဲ့ဖြောင့်မတ်ခြင်းကိုကဖခင်စကားကိုနားထောင်ပြီးတော့မှအဲ့ဒီအတိုင်းလိုက်လုပ်တဲ့ဖြောင့်မတ်ခြင်းဒီညမှာတော့အခက်အခဲလို့ပြောတဲ့ခါမှာဘာကိုကျွန်တော်ဖော်ပြချင်လဲဆိုရင်ကျွန်တော်နှလုံးသားထဲမှာရှိတဲ့အခက်အခဲလူတိုင်းကအခက်အခဲတွေရှိတယ်အပြင်ကလာတဲ့အခက်အခဲယောဘကတော့အပြင်ကနေလာတဲ့အခက်အခဲရောသူ့နှလုံးသားထဲကအခက်အခဲရောနှစ်ခုဒါပေမဲ့အာဗြဟံမှာတော့သူ့ရှိကိုလာတဲ့အခက်အခဲကဘုရားသခင်ရှိကလာတာသူ့နှလုံးသားထဲမှာဖြစ်တာငါသားကိုပူဇော်ရမှာလားမပူဇော်ရဘူးလားဒါလောက်ချစ်ဖို့ကောင်းတဲ့သားဘုရားသခင်ပေးတာဒီတယောက်တည်းရှိတယ်နောက်တယောက်ရဖို့ဆိုတာလေမဖြစ်နိုင်တော့ဘူးလားဒါပေမဲ့ဘုရားကိုယုံကြည်တဲ့အခါမှာဘုရားသခင်တောင်းလို့ရှင်တော့ငါပေးရမယ်ဆိုတဲ့အကျင့်ပါတဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်တာတပြိုင်တည်းမှာပဲထပ်ကြည့်တဲ့အခါမှာယော
ယောနာကိုနိနေဝေမြို့ကိုသွားပြီးတော့မှအဲ့ဒီလူတွေကိုနောင်နာရောက်ဖို့အတွက်တရားဟောခိုင်းတဲ့ခါမှာယောနာမသွားဘူးတဲ့ယောနာမသွားခြင်းနဲ့အခက်အခဲကဘာလဲဆိုရင်အဲ့ဒီလူတွေကိုမုန်းလို့အခက်အခဲလို့ပြောတဲ့ခါမှာကျွန်တော်ဒီနေရာမှာတော့ဘာကိုခွဲပြခြင်းလဲဆိုရင်အပြင်ကနေပုံမှာကျွန်တော်တို့ရှိကိုရောက်လာတဲ့အခက်အခဲနဲ့ကျွန်တော်တို့နှလုံးသားထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့အခက်အခဲယောနာကတော့အဲ့နိနေဝေမြို့သားတွေကိုကြည့်ပြီးတော့မှအဲ့ဒီမြို့သားတွေကိုမုန်းတာအဲ့ဒီမုန်းနေဆိုတဲ့အရာသူတစ်ပါးကိုမနာလိုတဲ့အရာကလည်းကျွန်တော်နှလုံးသားထဲမှာအခက်အခဲတစ်ခုအနေနဲ့ရှိပါတယ်ကျွန်တော်သူတစ်ပါးကိုခွင့်မလွတ်နိုင်ဘူးယောမကဒါပဲသူလုံးဝခွင့်မလွတ်နိုင်ဘူးခွင့်မလွတ်နိုင်တဲ့အခါမှာဖျားခိုင်းတာကိုမလုပ်ဘဲနဲ့ထွက်ပြေးတာအဲ့ဒီလိုလူမျိုးကိုဖျားကပြန်ခေါ်ပြီးတော့မှပြန်ခိုင်းတယ်ဒီနေ့ချစ်ဆောင်သောမိဘညီကောင်ပါမလို့ကျွန်တော်တို့တယောက်ချင်းစီတိုင်းမှာအပြင်ကလာတဲ့အခက်အခဲတွေရှိတတ်သလိုကျွန်တော်ကိုယ်တိုင်ကိုယ့်ရှိမှရှိနေတဲ့အခက်အခဲတွေလည်းရှိပါတယ်အဲ့ဒီလိုအခက်အခဲတွေရှိတိုင်းမှာကျွန်တော်တို့လုပ်ရမယ့်အလုပ်ကဘာလဲဆိုရင်ဘုရားသခင်ရှိမှတိုးဝင်ချစ်ကပ်ပြီးတော့မှခွင့်လွှတ်ခြင်းကိုရှာပါကျွန်တော်နှလုံးသားထဲမှာမိုင်မဲခြင်းတွေရှိတယ်ဆိုရင်ဘုရားသခင်ကျွန်တော်ကိုခွင့်လွှတ်ပါအပြင်ကလာတဲ့အခက်အခဲတွေကျွန်တော်တို့ရင်ဆိုင်ရမယ်ဆိုလို့ရှိရင်အဲ့ဒီရင်ဆိုင်ရမယ့်အရာတွေအားလုံးကိုသခင်ယေရှုဖခင်ရဲ့နာမနဲ့ကျွန်တော်တို့တွန်းလှန်ပြီးမှကျွန်တော်အသက်ရှင်ကြရအောင်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ဘုရားသခင်ကိုချစ်တဲ့နှလုံးသားပိုင်ရှင်တွေပေါ့အဲ့ဒီနှလုံးသားပိုင်ရှင်တွေကတဲ့ဘုရားသခင်ဂုဏ်တော်ကိုငဲ့ကွက်ပြီးတော့မှအသက်ရှင်တဲ့လူတွေဖြစ်တယ်ဘုရားရဲ့ဂုဏ်တော်တွေကိုငဲ့ကွက်တယ်ဒီနေရာမှာတော့ကျွန်တော်ဘု து အကြောင်းကိုကျွန်တော်ပြောပြခြင်းလဲဆိုရင်တော့အေလိယရဲ့အကြောင်းဖြစ်ပါတယ်အေလိယက prophet တစ်ပါးဖြစ်တယ်သူ့ရဲ့အသက်တာမှာသူအသက်ရှင်တဲ့အချိန်ကာလမှာဣသရေလလူမျိုးတွေကတခြားဘုရားတွေနောက်ကိုလိုက်ကြတယ်တနည်းအားဖြင့်တော့ဘာလာဘုရားနောက်ကိုလိုက်တယ်ဒီမှာတော့ဘာလာဘုရားနောက်ကိုလိုက်တယ်လို့ဖော်ပြတယ်အဲ့တော့ဘာလာဘုရားနောက်ကိုလိုက်ပြီးတော့မှဘာလာဘုရားရဲ့နဲ့တော့ပူဇော်တယ်ဘေးတင်သွားမိတာတွေမေးတယ်ဒါကဘာကြောင့်ဖြစ်လာလဲဆိုလို့ရှိရင်သူတို့ပတ်ဝန်းကျင်မှာရှိနေတဲ့အခြားတစ်ပါးမျိုးသားတွေနဲ့အတူတူနေကြရတဲ့ခါမှာအခြားတစ်ပါးမျိုးသားတွေအောင်မြင်တဲ့အခါမှာဣသရေလလူမျိုးတွေဘယ်လိုပြောမလဲစိတ်အားငယ်ကြရတယ်ဟာသူတို့တွေစိုက်ပျိုးရေးစိုက်တယ်သူတို့တွေအောင်မြင်တယ်ငါတို့ရှိမှာတော့ဘိုးတွေကြလိုက်တာသူတို့ကမကြောက်အဲ့ဆိုရင်စိုက်ပျိုးရေးကောင်းတဲ့ဘုရားရှိမှာသွားဖို့မှပူဇော်ပတ်သားကြမယ်ဒါမျိုးတွေပေါ့ခလေးမရဘူးခလေးပြတ်လို့ရှိရင်ဘယ်နဲ့ဘုရားကိုသွားဖို့ပူဇော်ပတ်သားရင်ခလေးရမယ်ဒါတွေကိုဘေးပတ်ဝန်းကျင်ကလူတွေကအကုန်လုံးပုံမှာသူတို့တွေရချတယ်လို့သူတို့မြင်ရတဲ့ခါမှာရတယ်လို့သူတို့ထင်ရတဲ့ခါမှာသူတို့ဘုရားကိုသူတို့မေ့လာပြီးတော့မှသူတို့ဘာသွားလုပ်ကြတယ်ဆိုရင်သူတို့ကိုယ်တိုင်လည်းအဲ့မှာသွားဖို့ပူဇော်တာတွေလုပ်လာအဲ့ချိန်မှာပဲဣသရေလလူမျိုးတွေကဘာလာဘုရားနောက်ကိုလုံးလိုက်ကြတယ် prophet ဟေရှာယကတော့ prophet အေလိယကတော့ဘာကိုဖော်ပြသလဲဆိုလို့ရှိရင်ဒီအချိန်မှာတဲ့ကျမ်းစာလေးဖတ်ပြချင်ပါတယ်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး18အငယ်21မှာအေလိယသည်လူများတို့ရှေ့သို့လာ၍တင်တို့သည်ဘာသာနှစ်ခုဆက်ကြားမှာအပေမြကာလပတ်လုံးမှားယွင်းသောစိတ်နှင့်နေကြလိမ့်မည်နီလူတွေရှေ့ကိုလာတယ်အေလိယအဲ့ချိန်မှာသူပုံးနေရတာသူ့ကိုတတ်ဖို့ဘယင်ကရှာနေတာသူပုံးနေရတယ်သူထွက်လာပြီးတော့မှလူတွေရှေ့ကိုရောက်တဲ့ခါမှာမင်းတို့ဣသရေလလူမျိုးတွေကအဲ့ဘာသာနှစ်ခုကြားမှာဘာလနဲ့ကြားထဲမှာမင်းတို့ဘလို့နေကြတာလဲဘာလို့ဒီမင်းတို့အဲ့ဒီလိုမျိုးအသက်ရှင်နေကြမှာအဲ့စကားကိုပြောတယ်ဘာလသည်တဲ့ဘုရားသခင်မှန်လျင်ထိုဘုရားကိုစင်ချင်းကပ်ကြလောဘာလကဘုရားသခင်ဖြစ်တယ်ဆိုအဲ့ဘုရားကိုမင်းတို့ကိုးကွယ်လိုက်ပြောတယ်ပြီးတဲ့အခါမှာတော့သူကဘာပြောဆက်ပြောလို့ဆိုရင်တပန်းနဲ့အေလိယကထာဝရဘုရားရဲ့ပရောဖက်ကငါတယောက်တည်းရှိ၏ဒါကတော့အငယ်22မှာပြောပြမယ်18အငယ်22မှာအေလိယကထာဝရဘုရားရဲ့ပရောဖက်ကတော့ငါတယောက်ပဲရှိတယ်ဘာလရဲ့ပရောဖက်မူကား450ရှိကြ၏ဟိုဘက်ကတော့ပရောဖက်က450ရှိဒီဘက်မှာတော့ထာဝရဘုရားဘက်မှာတော့ရက်တီပေးတာကတော့ဒီပရောဖက်တစ်ပါးပဲရှိဒီနေ့ဒါကိုကျွန်တော်တို့ရှင်းကြမယ်လူတွေဟိုဘက်ဒီဘက်အာယုံနောက်စရာမရှိဘူးဘာလကသာဘုရားမှန်တယ်ဆိုဘာလကိုကိုးကွယ်ပလိုက်ထာဝရဘုရားကသာမှန်တယ်ဆိုရင်ထာဝရဘုရားဘက်ကိုပြန်လှည့်လာခဲ့ဣသရေလလူမျိုးအဲ့လိုပြောတာအဲ့တော့သူဘာလုပ်လဲဆိုတောင်ပေါ်ကိုသွားမယ်ရစ်ပူစော်မယ်ရောမင်းတို့ကလည်းနွားတစ်ကောင်ယူငါကလည်းနွားတစ်ကောင်ယူမယ်ရစ်ပူစော်မယ်
ဒါကျွန်တော်အားလုံးသိပါတယ်ဒီဇလန်ကိုရစ်ပူဇော်ကြတယ်ဘာလားပရောဖက်450ကတော့ရစ်ပူဇော်ရတနေ့ကုန်ညနေ3နာရီကျော်ဒီသူတို့ရစ်ပူဇော်ကြတယ်ဒါပေမဲ့ကောင်းကင်ကနေမီးကြမလောင်မီးမပေးထားဘူးကောင်းကင်ကနေမီးနဲ့ပူဇော်မယ်အဲ့ချိန်မှာအာဗြဟံကထဘရောမှာကဲအဲ့ဆိုရင်ကြောက်တုံး73ကိုလုပ်ပါအဲ့ပေါ်မှာရစ်ကောင်ကိုတင်ပါပြီးပတ်ပတ်လည်မှာကျွင်းနေတူးပါကျုံးကိုတူးတယ်တူးပြီးတဲ့ခါအကျုံးထဲမှာရေတွေအပြည့်ဖြည့်တယ်လူတွေကစဉ်းစားမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးရစ်ပလင်ကိုတီတာကြောက်တုံးနဲ့တီတာဒါဖြစ်နိုင်နေတယ်ဒါပေမဲ့အဲ့ပေါ်မှာရေတွေလောင်းပြီးတော့မှရေတွေလောင်းနေဆိုရင်တော့မီးရှို့လို့ဖြစ်နိုင်တော့မှာမဟုတ်ဘူးလူတွေကဒါကိုကြည့်နေတာမဖြစ်နိုင်တော့ဘူးမဖြစ်နိုင်တော့ဘူးအဲ့ဒီအချိန်မှာတော့သူစွတ်တောင်းတဲ့ခါမှာကောင်းကင်ဘုံကမီးကြလာတယ်မီးကြလာဒီနေရာမှာဘာပြောချင်တာလဲဆိုလို့ရှိရင်ဖယားသခင်ကအမှန်တကယ်အသက်ရှင်တဲ့ဖယားဖြစ်တယ်ကျွန်တော်ကိုးကွယ်တဲ့သခင်ယေရှုဖခင်က3ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်တဲ့ဖယားဖြစ်တယ်အေလိယကတော့ဖယားနဲ့ပတ်သက်လာရင် तू နည်းနည်းလေးမှမလျှော့နည်းနည်းလေးမှမလျှော့ငါတို့ဖယားသခင်ကအသက်ရှင်တဲ့ဖယားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရက်တည်ဣသရေလလူမျိုးတွေလမ်းလွဲသွားပါပြီ तू တယောက်တည်းရက်တည်တယ်ဟိုဘက်မှာလူအင်အားတွေဘလောက်များပါစေအဲ့များတော့ကို तू မကြည့်ဘူးတဲ့ तू ကြည့်ရတော့ဖယားသခင်ကအသက်ရှင်တာကိုဖယားကိုကြည့်ပြီးတော့မှအဲ့ဒီလူတွေကိုရင်ဆိုင်တယ်ဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲဒါပဲကျွန်တော်နဲ့မတူတဲ့အခြားအရာတွေအများကြီးရှိတယ်အဲ့ဒီကြားထဲမှာကျွန်တော်တို့ရက်တီရတဲ့ခါမှာကျွန်တော်တိုက်စီစီးသွားတဲ့ခါမှာကျွန်တော်ကားစီးတဲ့ခါမှာတငယ်ချင်းတွေပြောတဲ့ခါမှာကျွန်တော်ကြားဘူးတဲ့အရာရှိတယ်ဖခင်ကအကုန်အတူတူပါပဲအကုန်ကောင်းတာကြီးပဲတင်တာပဲရေပူရသဘောရပြောမယ်ဆိုရင်တော့ဟုတ်တယ်လို့တော့ရှိတယ်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးကျွန်တော်တို့ရက်တီရမှာငါတို့ကိုးကွယ်တဲ့ဖခင်ကထာဝရဖခင်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်အဲ့ဘက်မှာကျွန်တော်တို့ရက်တီရမှာဟုတ်တယ်အခြေခံတရားတွေကတော့တူပါတယ်အခြေခံတရားတွေကတူတယ်သူများသားမပြတ်မှာသခင်ယေရှုလည်းမကြိုက်ပါဘူးဘယ်ဘာသာတရားကမှမကြိုက်ပါဘူးအရက်သေးစာမတောက်စားရဘူးဘယ်ဖျားမှမကြိုက်ပါဘူးမလိန်ရဘူးမညာရဘူးဘယ်ဖျားမှမကြိုက်ပါဘူးဒီလိုမျိုးလူတယောက်ရဲ့တန်ဖိုးနဲ့ညီမျှတဲ့အရာတွေကတော့တူပြီးတော့မှတကယ်အနှစ်သာရကတော့ဘာလဲဆိုရင်သခင်ယေရှုဖျားအပြည့်ရတယ်ကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းတရားသခင်ယေရှုဖျားအပြည့်ရတယ်ကျွန်တော်တို့ကယ်တင်ခြင်းတရားအဲ့ဒီအရာတွေကတော့ဘယ်ဟာနဲ့မှနှိုင်းလို့မရဘူးတလောင်လေးတူတာနဲ့ငါတို့ကသူတို့နဲ့အတူတူပါပဲလို့ကျွန်တော်တို့ရှော့ပြီးတော့မှဝန်ခံလိုက်ဖို့မဟုတ်ဘူးအေလိယကဒါကိုပြောတာစဉ်းစားပါဒီနေ့ဖျားကိုတကယ့်ကိုချစ်တဲ့နှလုံးသားရှိတဲ့သူတွေကဖျားဘက်မှာတကယ့်ကို stand လုပ်တဲ့သူတွေဖြစ်ပါတယ်နောက်ချက်ကတော့ဘာလဲဆိုရှင်တတိယချက်ကတော့ဖျားကိုချစ်တဲ့နှလုံးသားပိုင်ရှင်တွေကတဲ့ကိုဂျိုးကိုစွန့်ပြီးတော့မှအစေခံတဲ့သူတွေဖြစ်တယ်မိမိရဲ့ကိုဂျိုးကိုစွန့်ဒီနေ့မှကျွန်တော်ဘသူ့ကိုကျွန်တော်ယူလာခဲ့လဲဆိုလို့ရှိရင်အေးသတာပေါ့ဒါအေးသတာဆိုတာကျွန်တော်တို့အားလုံးသိပါတယ်မင်းကြီးအာရှုရဲ့ဒုတိယမြောက်မိဖုရားဖြစ်တယ်ပြီးတဲ့အခါမှာသူ့မှာဦးလေးတစ်ယောက်ရှိတယ်သူ့ဦးလေးကတော့မော်ဒကဲဖြစ်တယ်မော်ဒကဲကတော့သူကအဲ့နန်းတော်မှာသူကတကယ်ဆောင်ဖြစ်တယ်အဲ့ဒီအချိန်ကာလမှာပဲဟာမန်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ကဘယင်ရှိမှမျက်နာရပြီးတော့မှအမတ်ချုပ်ဖြစ်လာတဲ့ခါမှာ तू အမတန်းမှာထောင်လွှားတဲ့သူဖြစ်တယ် तू တွန်းတဲ့ခါမှာသူ့ကိုကြုံနေအကုန်လုံးခေါင်းငုံပြီးတော့မှအယိုအသေးပိတ်ပေါ်မှာပြက်ဖို့ကြာရအဲ့ဒီလိုအချိန်တွေမျိုးမှာမော်ဒကင်းကသူတကားဆောင်ဖြစ်တဲ့ခါမှာအဲ့ဟာမန်လာတိုင်းဝင်ကြီးလာတိုင်းတကားဖွင့်ပေးရတဲ့ခါမှာခေါင်းငုံပြီးတော့မှအယိုအသေးမပေးဘဲနဲ့ဒီတိုင်းပဲနေတဲ့အတွက်ကြောင့်လို့ तू ကအဲ့လူကိုမုန်းတယ်ယူဒအမျိုးအဲ့တော့ तू ဘယင်ကို तू ချောတိုက်တယ်ဘယင်ငါတို့ရဲ့နိုင်ငံမှာဘယင်ကအကြီးမြတ်ဆုံးဖြစ်ရမယ်ဟာကိုဘယင်ကိုကလန်ကဆန်လုပ်နေတဲ့လူမျိုးတွေရှိပါတယ်အဲလူမျိုးတွေကိုကျွန်တော်ကိုတုတ်သွင်းခွင့်ပေးလို့ရှင်ဘန္နာငွေတွေဘန္နာတိုက်တဲ့ကိုဘန္နာငွေတွေထည့်ပေးပါမယ်လို့ပြောတဲ့ခါမှာဘယင်ကအဲ့ဟာကိုသဘောတူလိုက်ပြီးတော့မှနောက်ဆုံးဖြတ်လို့မရဘူးဆိုတဲ့စီတစိတ်လက်ဆက်နဲ့ဒစိမ့်နှိပ်ပြီးတော့မှအဲ့အမင်းကြော်ညာစာကိုဖြန့်ဝေတယ်ပေါ့ဒါအတူပြောတာအဲ့ဒီလိုအချိန်ကာလမျိုးမှာအဲ့ဒီတိုင်းပြည်မှာရှိကြတဲ့ယူဒလူမျိုးတွေအားလုံးစိတ်တော်ကရောက်ကြရတယ်ငါတို့သေတော့မယ်အဲ့ဒီလူတွေကိုအပြည့်ရှင်းမှာမိဖုရားဖြစ်တဲ့အေးသတာကလည်းအဲ့ဒီအကြောင်းကိုကြားတဲ့ခါမှာစိတ်မကောင်းဖြစ်တယ်ငါလူမျိုးတွေသေတော့မယ်အဲ့ဒီအချိန်မှာ तू ဘာလုပ်သလဲဆိုလို့ရှိရင်အေးသတာဝတ္ထုအခန်းကြီး4အငယ်15ကို
ခါဝေးကိုကြည့်တဲ့ခါမှာအကျွန်ုပ်ဒီလဲကျွန်မတို့နဲ့တကွအစာရှောင်ပါမည်ထို့နောက်အာနာကိုစံရတော်လဲရှင်ဘရင်ထံသို့ဝင်မည်သေလင်အသေးခံမည်ဒီနေရာမှာတော့သူပြောတဲ့စကားလေးကရိုးရိုးလေးပါပဲဒီနေ့ဒီပြဿနာကြီးတက်လာပြီဒီအခက်အခဲကြီးကကျွန်တော်တို့နဲ့အတူရှိနေပြီတိုးတော်ညာလဲအဲ့ဒီအရာကိုဒီပြဿနာကိုဖြေရှင်းဖို့ရန်အတွက်လုံနိုင်တာတစ်ခုကတော့ဘယင်ရှိကိုသွားတွေ့ရမယ်ဘယင်ကလည်းမခေါ်ရင်မလာနဲ့ဘယင်ခေါ်မှလာရတယ်မခေါ်ရင်မလာနဲ့လာလို့ရှင်တော့ဘယင်ရှိကိုမခေါ်ဘဲနဲ့သွားတဲ့သူကတော့သေတံဒါအဲ့ဒီကာလကဘယင်ရှိကိုမခေါ်ဘဲနဲ့သွားရင်သေတံပဲဘယင်ရှိကိုရောက်တဲ့ခါမှာဘယင်ကသူ့ရဲ့ယာစလှန်တံကိုပေးပြီဆိုလို့ရှင်တော့အဲ့လူကအသက်ချမ်းသာရပြီးတော့မှယာစလှန်တံကိုမပေးဘူးဆိုရင်တော့သေတံဖြစ်တယ်အဲ့တော့ဒီနေရာမှာတော့သူ့ကိုဘယ်သူမှဘယင်ကမခေါ်ဘူးမခေါ်တာဖြစ်တဲ့ကြောင့်မလို့ तू သွားရတော့မယ်သူ့လူမျိုးအတွက် तू ဒီနေရာမှာ तू ထဲထဲဝင်ပါဝင်မှရမယ်ဆိုတော့ तू သိတဲ့ခါမှာ तू ဘာပြောလဲဆိုသူ့ဦးလေးမော်ဒကယ်ကိုမှားတဲ့စကားဖြစ်တယ်မော်ဒကယ်တဲ့ဒီနေ့ကနေစဖို့မှာ3ရက်တိုင်အောင်အစာရှောင်ဖို့မှာငါတို့လူမျိုးတွေအားလုံးစုတောင်းကြမယ်3ရက်ပြည့်တဲ့နေ့မှာဘယင်ထံကိုဝင်မယ်တဲ့ဒီဘယင်ထံကိုဝင်တာကအာနာကိုဖီဆန်တာဖြစ်တယ်တတ်မယ်ဆိုလို့ရှင်လဲအသေးခံမယ်အသေးခံမယ်ဒီနေ့ကျွန်တော်တို့ရဲ့ဖယားကိုတကယ်ချစ်တယ်ဆိုရဲနှလုံးသားကဘာကိုပြောသလဲဆိုလို့ရှင်ကိုချိုးကိုစွန့်ပြီးတော့မှအစေခံတာဒီနေ့အေးဒရာရဲ့အသက်တာမှာ तू မဝင်ဘူးဆိုလို့ရှင် तू ကတော့အေးအေးဆေးဆေးပဲလေဘယင်မပဲလေ तू နေလို့ရတော့ညာလဲနေလို့ရတော့ညာလဲသူ့လူမျိုးတွေတေးမှာဟို तू မကြည့်အဲလူမျိုးကိုချစ်တဲ့စိတ်ပတ်ဝန်းကျင်ကိုချစ်တဲ့စိတ်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုလည်းဖယားသခင်ကဒီလိုအခွင့်ကိုပေးပါတယ်ဒီနေ့ကျွန်တော်အားလုံးဖယားသခင်ကိုချစ်သလားလို့မင်းချစ်ပါတယ်ဆိုရင်ကျွန်တော်လုပ်ရမယ့်အလုပ်ကဘာလဲဆိုရင်ကျွန်တော်ကိုချိုးကိုမကြည့်ဘဲနဲ့ကျွန်တော်အစေခံကြမယ်ကျွန်တော်ပတ်ဝန်းကျင်မှာအခက်အခဲရှိတဲ့သူတွေအများကြီးရှိတယ်ကျွန်တော်အသင်းတော်မှာလှုပ်ရှားတွေအများကြီးရှိတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်အတူတူအစေခံကြမယ်အသင်းတော်ဆိုတာတောင်တိတ်မှာတည်တဲ့မြို့လေးလိုပဲအလင်းတစ်ခုပဲပတ်ဝန်းကျင်ကိုကျွန်တော်အလင်းပေးရမယ်ပတ်ဝန်းကျင်ကမှောင်နေအဲ့မှောင်နေနေရာမှာကျွန်တော်အလင်းပေးမယ်ကျွန်တော်ကဖျောင်းနိုင်ဆိုလို့ရှိရင်ဖျောင်းနိုင်ဆိုတော့ကတပြေးနဲ့တိုးပြီးတော့မှကုံသွားတဲ့အမျိုးကျွန်တော်တို့ကိုယ်တိုင်လဲကုံချင်ကုံသွားပါစေကျွန်တော်အသက်တာကိုဖျားရှိမှဆက်ကပ်ပြီးတော့မှအတန်ကြောင့်ခက်ခဲပါတယ်မလွယ်ပါဘူးတိုးတော်ညာလေကျွန်တော်တို့သခင်ယေရှုဘုရားကကျွန်တော်တို့နဲ့အတူရှိမယ်ဆိုရင်အဲ့ဒီအရာကိုလေကျွန်တော်တို့လုံနိုင်တာဖြစ်တယ်ဖျားကိုတကယ်ချစ်တဲ့နှလုံးသားနဲ့ကျွန်တော်အသက်ရှင်တဲ့ခါမှာတော့ကိုချိုးကိုစွန့်နိုင်တယ်ဒါကြောင့်မလို့ဖျားကိုတကယ်ချစ်တဲ့နှလုံးသားနဲ့အသက်ရှင်တဲ့သူတွေကတဲ့အခက်အခဲကြားထဲမှာဖျားကိုယုံကြည်ကိုးစားတဲ့နှလုံးသားရှိတဲ့သူတွေဖြစ်တယ်ဖျားကိုတကယ်ချစ်တဲ့သူတွေကတဲ့ဖျားရဲ့ဂုဏ်တော်တွေနဲ့ပတ်သက်လာရင်ဖျားနဲ့ပတ်သက်လာရင်နည်းနည်းလေးမှအလျှော့မပေးတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တယ်ဖျားကိုတကယ်ချစ်တဲ့သူတွေကဖျားသခင်ထွက်ကိုချိုးကိုမကြည့်ပဲနဲ့ဆက်ကကြတဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး10အငယ်30မှာသင်တို့သည်စားတော်၎င်းတောက်တော်၎င်းမြည်သည့်အမှုကိုပြုတော်၎င်းဘုရားသခင်ဘုံတော်ဘုံတော်ကိုထောက်၍ခတ်သိမ်းသောအမှုကိစ္စတို့ကိုပြုကြလော့။ကျွန်တော်ကြောက်စတိုင်ကိုဘုရားသခင်ကောင်းချီးပေးပါစေ။